ဒီနေနမဝယ်မယ်ဆိုလို့ရှိရင်ဘယ်လိုရှားမလဲဆိုတော့ www.trip.com ဆိုပြီးကျွန်မရိုက်ရှာလိုက်လို့ရှိရင်ဒီ trip.com website ကိုရောက်သွားပြီပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်မဒီနေ့ပြောပြပေးမယ်အကြောင်းအရာကတော့ဒီနေနမဘယ်လိုဝယ်လဲဆိုတဲ့အကြောင်းအရာကိုပြပြပြမှာဖြစ်ပါရဲ့ရှင်အဲ့ဒီတော့ပထမဆုံးအနေနဲ့ trip.com မှာကျွန်မတို့အနေနဲ့ account ရှိရပါမယ်ပထမဆုံးအနေနဲ့ account ဖွင့်နေနေပေါ့နော်ကျွန်မမှာတော့ account ရှိပြီးသားပြတဲ့အတွက်ကြောင့်မလို့ account ဖွင့်ကြမလို့အကယ်လို့ account ရှိသေးတဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်ဒီ sign in register ဆိုတဲ့နေရာလေးရှိရပေါ့နော်အဲ့ cloud လေးကိုကျွန်မတို့အနေနဲ့အရင်ဆုံးနှိပ်ရပါမယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ Google နဲ့ဖွင့်မလားဒါမှမဟုတ်လို့ရှိရင်ဒီ Apple နဲ့ဖွင့်မလားဒါမှမဟုတ် Facebook နဲ့ဖွင့်မလားပေါ့နော်ဒါကတော့ကိုကြိုက်နေတဲ့ account ပုံစံနဲ့ကိုဖွင့်လို့ရပါတယ်ဖေ account နဲ့ပြပြဖွင့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်မတို့ Google ဆိုရနှိပ်လိုက်ပါမယ်register လုပ်တာပဲဖြစ်ဖြစ် sign in လုပ်တာပဲဖြစ်ဖြစ်ဒီဘက်မှာကျွန်တော်တို့မှာရှိရဲ့ Gmail account တွေထွက်လာမယ်ပေါ့နော်အဲ့ Gmail ရဲ့မှာတစ်ခုကိုကျွန်မကိုသုံးမဲ့ account တစ်ခုနှိပ်လိုက်ပါမယ်နေပြီးခဏစောင့်ပါမယ်စောင့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာကို account နဲ့ကိုရပါပြီဒါ register လုပ်တာကို sign in လုပ်တာကိုအတူတူပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုနက clock လေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ Gmail နဲ့ချိတ်ဆက်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီ trip.com account နဲ့ရပါပြီပေါ့နော်အဲ့တော့နောက်ကိုကဒီလီနံပါတ်ဝယ်တာပဲဖြစ်ဖြစ် hotel booking လုပ်တာပဲဖြစ်ဖြစ်ဂျန်နဲ့တခြားတော့ပေါ့နော်ဘယ်ဟာဝယ်ဖြစ်ဖြစ် order ဒီ booking လုပ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ဒီဘက်ဒီ account နဲ့ကနေပြီးတော့ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ trip.com မှာဒါပြီးတော့ point နေစုလို့ရတယ်ပေါ့နော်ကိုဝယ်တဲ့လောက်ကို point ရမယ်ဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ရမှာဖြစ်ပါတယ်ဒီဘက် account ကတော့ကျွန်မအစ်စ်လောက်ထားတဲ့အတွက်ကြောင့်မလို့ဒီမှာ point နေရတော့0ဖြစ်နေရပေါ့နော်ကျွန်မ3နေကြ account ဆိုလို့ရှိရင်ကျွန်မရဲ့ဒီပုံနဲ့အမောက်အလိုက်ကိုကျွန်မတို့ဒီ point နေစုထားတော့ point နေရရပေါ့နော်အဲ့ point နေရတဲ့အတွက်ကြောင့်မို့လို့ဒီရတဲ့ benefits တွေလည်းရှိပါတယ် benefits တွေလည်းရှိပါတယ်အဲ့ဒါကတော့ကျွန်မနောက်ထပ် video မှာပြပြပေးမှာဖြစ်ပါတယ်အခုကကြတော့ဒါ trip.com ကနေပြီးတော့ဒီ flight တွေကိုဘယ်လို booking လုပ်မလဲဆိုတာကိုကျွန်မပြပြမှာဖြစ်ပါတယ်ပထမဒီရှေ့မှာတည်းတင်ပေးရတဲ့ video ထဲမှာကျတော့အခုတော့ကနေပြီးတော့ hotel booking ဘယ်လိုလုပ်လဲဆိုတာကိုပြပြပေးရတာပေါ့နော်အခုကတော့ဒါ trip.com ကနေပြီးတော့ flight booking ဘယ်လိုလုပ်လဲ flight ticket ဘယ်လိုဝယ်ရလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်မတို့အနေနဲ့ဒီ trip.com မှာဆိုလို့ရှိရင်ကောင်းတာတူကဘာလဲဆိုတော့ trip.com မှာဆိုလို့ရှိရင်ကျွန်မတို့ဒီလင်းနံပါတ်ဝယ်မယ်ဆိုလို့ရှိရင်ဘယ်နိုင်ငံကနေဘယ်နိုင်ငံပဲဖြစ်ဖြစ်ကြိုက်တဲ့နိုင်ငံကနေကြိုက်တဲ့နိုင်ငံကိုလင်းနံပါတ်ဝယ်ရပါတယ်ကျွန်တော်တို့အနေနဲ့ဒီ website မှာ data လေးဝင်ပြီးလို့ရှိရင်ပါလဲဆိုတော့ကျမတို့အနေနဲ့ဒီ account လေးကို sign in လုပ်လိုက်ပါမယ် sign in လုပ်ပြီးရတဲ့ကျမတို့ဒီမှာ currency ရှိပါတယ်အရင်ဆုံးကျမတို့ time baht နဲ့ပဲထားပါတယ်အကယ်လို့က time baht နဲ့ကိုကတင်းရင်တင်းမရှိဘူးတခြား currency ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းပြောင်းလို့ရပါတယ်ဥပမာ time baht မထားဘဲနဲ့ကျမတို့ euro ထားလို့လည်းရတယ်ဒါမှမဟုတ်လို့ရှိရင်ဒေါ်လာစင်ကာပူဒေါ်လာထားလည်းရတယ် euro ဒေါ်လာထားလည်းရတယ်ကိုရီးယားဝမ်နဲ့ထားလို့ရတယ်ပေါ့နော်ပြီးတော့ဒီဂျန်တဲ့ပေါ့နော်ကိုနဲ့ယင်းနှီးမှုရှိရဲ့ currency ကိုပြောင်းလို့ရပါတယ်ကြိုက်တဲ့လောက်ပေါ့နော်ကျွန်မတို့ဒီ time baht နဲ့ပဲထားလိုက်ပါမယ်ဒေါ်လာလည်းရှိပါတယ်ဒါပေမဲ့ကျွန်မအခုဒေါ်လာရှာတာမတွေ့ဘူးပေါ့နော်ဒါပေမဲ့ဒေါ်လာရှိပါတယ်အော်ဒီမှာ USD ဒေါ်လာပါအဲ့လိုကျွန်တော်ကြိုက်တဲ့ဒီ currency နဲ့ကိုအနေနဲ့ကြည့်လို့ရတယ်ပေါ့နော်ကိုနဲ့ဒီ internet ရှိတဲ့ currency ကိုထားဖို့တော့အကြံပေးပါတယ်အဲ့ဒါမှကိုစီနှုံးနေပါချိန်နဲ့ချိန်အောင်လို့ရှင်အလွယ်တကူမှန်းလို့ရတာပေါ့နော်ပြီးလို့ရှိရင်ကျမတို့အနေနဲ့ဒီ language မှာလည်းချိန်လို့ရပါတယ် language မှာလည်းပါလဲဆိုတော့ကျမကတော့အင်္ဂလိပ်လိုပဲလုပ်ထားပါတယ်အကယ်လို့ကိုကဂျပန်လိုစာဖတ်တတ်တဲ့ဆိုရင်ဂျပန်လိုပြောင်းလို့ရတယ်ကိုရီးယားလိုပြောင်းလို့ရတယ်ထိုင်းလိုပြောင်းလို့ရတယ်ပေါ့နော်ဗမာလိုတော့မပါပါဘူးဒါပေမဲ့ဒီအင်္ဂလိပ်လိုပြောင်းလို့ရတယ်ပေါ့နော်ကျမဒီအခုချင်းစီရောပြပြသွားပါမယ်ကျမကတော့ဒီအင်္ဂလိပ်လိုပဲထားလိုက်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီဘာသာစကားလေးရေးပြီးဒီ currency ပုံစံမျိုး currency ဆိုတော့ဒီဈေးနှုန်းတွေကိုပြမယ် currency ကိုလည်းဒီမှာရေးပြီးဆိုတော့အရင်ဆုံးရှာမယ်ပေါ့နော်ရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ flight ကိုရှာမှာဖြစ်ပါတယ်ဒီမှာ hotel and homes train ကားဆိုပြီးအမျိုးရှိရဲ့မှာကျွန်မအနေနဲ့ဒီ flight ဆိုတဲ့ဟာလေးကိုအရင်ရွေးပါမယ်လီနံပါတ်ဝယ်ဖို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါအကယ်လို့ကိုက hotel တွေငှားခြင်းနဲ့ရထားလက်မှတ်တွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့တခြားဟာလေးတွေနှိပ်ရမယ်ပေါ့နော်ကျွန်မတို့ဒီ video မှာဒီနံပါတ်ဝယ်တဲ့ကြောင်ပြမမို့လို့ဒီ flight ဆိုတဲ့ button လေးကိုနှိပ်ပါမယ်အဲ့ဒီပြီးဆိုလို့ရှိရင်ကျမတို့ဒီပုံမှန်အတိုင်းပဲပေါ့နော် round trip ဆိုတာရှိတယ် one way ဆိုတာရှိတယ် multi city ဆိုတာရှိပါတယ်အဲ့တော့ကျမကဒီမှာက one way တစ်ခါဝယ်ပြမယ်ပြီးလို့ရှိရင် round trip တစ်ခါဝယ်ပြမယ် multi city တစ်ခါဝယ်ပြမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီ one way ဆိုတဲ့သဘောတရားကြတော့ကျမတို့ဒီရန်ကုန်ကနေပြီးတော့ဘန်ကောက်သွားရဲဆိုလို့ရှိရင်ရန်ကုန်တူဘန်ကောက်ပေါ့နော်ဒါကျမရန်ကုန်ကနေဘန်ကောက်ကိုပြပြလိုက်ပါမယ်ဘာဖြစ်လို့လဲဆိုတော့ဒါကျမတို့ဒီ MAI website ကလည်းထားရဝယ်လို့ရသူတို့ဒီ trip.com ဆိုတာကြတော့ third party website
website ပေါ့နော်ဒီမှာကျတော့ကျမတို့အနေနဲ့ဥပမာပြောရလို့ရှိရင်ဒီ trip.com မှာဆိုလို့ရှိရင် MAN လည်းရှိရဲတခြားသော airline တွေလည်းရှိရဲဒီ Thai airline တွေလည်းရှိမဲပေါ့နော် Vietnam တော့ဆို Vietnam airline တွေလည်းရှိမဲပေါ့နော်ဒီကမ္ဘာလုံးမှာရှိရဲလေကြောင်းလိုင်းတွေအကုန်လုံးကိုကျမတို့ဒီ trip.com ကနေပြီးဝယ်လို့ရတယ်ပေါ့နော်ဒီ airline တွေရဲ့သူ့ရဲ့ official website ဒီမှာဝယ်လို့ရှိရင်ကြတော့သူတို့ airline ကနေပြီးတော့ဆွဲတယ်ဒီထားပါတော့ line ကြောင်းနေ land နေပေါ့နော် line ကြောင်းနေပေါ့နော်ရန်ကုန်ကနေဘန်ကောက်ဆွဲဆိုရန်ကုန်ဘန်ကောက်ပဲမြင်ရမယ်ဒီမှာကြတော့ကိုကြိုက်တဲ့ lane ကြောင်းကိုကိုကြိုက်တယ်ကိုကြိုက်တဲ့အချိန်ပေါ့နော်ကိုကြိုက်တဲ့ဈေးအဲ့နဲ့ပတ်သက်ပြီးကိုကရေးလို့ရတယ်အဲ့ဒါကတော့ဒီ trip.com ရဲ့အားသာချက်ပေါ့နော်အဲ့တော့ကျွန်မအနေနဲ့ဒီရန်ကုန်ကနေဘန်ကောက်ကိုပဲကျွန်မရှာကြည့်လိုက်ပါမယ်ရှာကြည့်ပေးပါမယ်အဲ့တော့ပထမဆုံးအနေနဲ့ one way ကိုပြပြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရန်ကုန်ကနေဘန်ကောက်ဆိုလို့ရှိရင်ကျွန်မဒီမှာကြတော့ဒါပထမဦးဆုံးဒါကိုဖယ်ကနေစသွားမှာတဲ့ပေါ့နော်ဒီပါချာကိုဒီမှာထည့်ရပါမယ်အဲ့တော့ကျွန်မတို့ရန်ကုန်ကနေပြီးတော့ဘန်ကောက်ကိုသွားမှာဖြစ်ပါတယ်ဘန်ကောက်က arrival ပါကျွန်မတို့ဘန်ကောက်ကိုသွားလဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကုန်ကနေထွက်ပြီးတော့ဘန်ကောက်ကိုလဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရန်ကုန်တူဘန်ကောက်ဒီမှာရန်ကုန်ထားပြီးတော့ဒီမှာဘန်ကောက်ထားတာပါအကယ်လို့ကဘန်ကောက်ကနေဗီယက်နမ်လဲကျင်းနေဆိုရင်ဒီဘက်မှာဘန်ကောက်ထားပြီးတော့ဒီဘက်မှာဗီယက်နမ်ထားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်မတို့အနေနဲ့ဒီမှာကြတော့ကျွန်တော်အနေနဲ့ဒီမှာကြတော့ကိုဝယ်ခြင်းနဲ့လင်းရင်လက်မှတ်အတွက်ပေါ့နော်ဘယ်နဲ့ဆောင်ဝယ်ခြင်းလဲဆိုတာပုံမှန်မူတည်ပြီးတော့ပြောင်းပေးရပါမယ်အကယ်လို့ကိုရဲ့ကိုမိသားစုရဲ့အတွက်ပဲဖြစ်ဖြစ်ကိုတငယ်ချင်းတွေအတွက်ပဲဖြစ်ဖြစ်တခါရဲဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ကိုသွားမယ်ကိုကတယောက်တည်းမဟုတ်ပဲနဲ့ပေါ့နော်ကိုမိသားစုတွေနဲ့သွားတာပဲဖြစ်ဖြစ်ကိုတယောက်တည်းပေါ့နော်တယောက်တည်း plus ပေါ့နော်အဲ့လိုသွားချင်တာမျိုး၄ယောက်ဆို၄ယောက်ပေါ့နော်အဲ့လိုမျိုး၄ယောက်စားလက်မှတ်ဝယ်ချင်တာမျိုးဆိုလို့ရှိရင်ကျွန်မတို့အနေနဲ့ဒီမှာလူပို့ရှော့လုပ်လို့ရပါတယ်၄ယောက်ဆို၄ယောက်ပေါ့နော်အဲ့လိုမျိုးရှာလို့ရပါတယ်အခုတော့ကျွန်မတယောက်စာကိုရှာပြပေးပါမယ် popular ဆိုတော့ဈေးနှုန်းနေရှင်းပြပေးချင်လို့ပေါ့နော်အဲ့တော့ဒီမှာကျွန်မ1လို့ထည့်လိုက်ပါတယ်အကယ်လို့4ယောက်သွားမယ်ဆို4လို့ထည့်ပါ5ယောက်သွားမယ်ဆို5လို့ထည့်ပါတယောက်တည်းသွားမယ်ဆိုရင်တယောက်လို့ထည့်ပါ1လို့ထည့်ပါနော်အကယ်လို့ဒါကကြတော့ adults ပေါ့နော်ကျွန်မတို့12နှစ် plus ပေါ့ဒါလူကြီးဆိုလို့ရှိရင်တော့ဒီ adults ထဲမှာထည့်ရမယ်ကျွန်မတို့ကလေးဆိုလို့ရှိရင်တော့ children နှစ်ကအသက်နှစ်ကနေပြီးတော့17နှစ်ဆိုလို့ရှိရင်တော့ဒီမှာထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်မဒီမှာလူဘယ်နှစ်ယောက်သွားမလဲဆိုတာရွေးပြီးဘယ်နေရာကနေဘယ်နေရာကိုသွားမှာလဲဆိုတာဒီမှာရွေးပြီးပေါ့နော်အဲ့တော့နောက်ထပ်ရွေးဖို့ကျန်တာကဘာလဲဆိုတော့ date ပါ date ကဘာလဲဆိုတော့ကျွန်မအနေနဲ့ဘယ်နေ့သွားမှာလဲဆိုတာကိုရွေးရမှာဖြစ်ပါတယ်ဘယ်နေ့အတွက်ပေါ့နော်ဘယ်နေ့အတွက်လင်းလက်မှတ်ကြည့်ပါရဲဆိုတာကိုရွေးရပါမယ်ဒါက one way ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့ရန်ကုန်ကနေဘန်ကောက်အတွက်ဘယ်နေ့မှာရန်ကုန်ကနေဘန်ကောက်ကိုကတ်ချင်တာလဲပုံမှာမူတည်ပြီးတော့ကျွန်မတို့ရက်ရွေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်မတို့ဘယ်နေ့သွားချင်လဲဒီဇင်ဘာ2ဒီဇင်ဘာအော်တူကဒီဇင်ဘာပြပေးနေရပေါ့နော်အဲ့တော့ကျွန်မဒီဇင်ဘာမကြည့်ချင်ဘူးနိုဝင်ဘာကြည့်ကျင်တယ်နိုဝင်ဘာကြည့်ကျင်တယ်ဆိုလည်းရတယ်အဲ့တော့ဥပမာအနေနဲ့ကျွန်မပြောပြရမယ်ဆိုလို့ရှိရင် date တွေမရွေးခင်မှာကိုကထားပါတော့နော်ဥပမာဒီဇင်ဘာ17ရက်နေ့ကိုသွားမယ်ဆိုပြီးကွက်တီတတ်မှတ်ပြီးဆိုလို့ရှိရင်တော့ဒီဇင်ဘာ17ရက်နေ့ကိုတစ်ခါနှိမ့်လိုက်လို့ရတယ်ဒါမှမဟုတ်ဘူးကိုကရက်ကိုအဲ့လိုမျိုးရက်ကိုအတိအကျတတ်မှတ်ထားတာမျိုးမရှိဘူးဒါပေမဲ့လေလက်မှတ်အဲ့လိုတတ်တာတဲ့ဈေးတက်တာတဲ့နေ့မျိုးကိုရွေးချင်တယ်ဆိုလို့ရှိရင်ကျွန်မတို့အနေနဲ့ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒါအခုကျွန်မဒီနိုဝင်ဘာနဲ့ဒီဇင်ဘာကိုပြလိုက်တယ်ပေါ့နော်ကိုကခရီးသွားပြီးတော့သွားလည်မှာနိုဝင်ဘာဒါမှမဟုတ်ဒီဇင်ဘာကြိုက်တဲ့အဲ့နှစ်လအတွင်းမှာကြိုက်တဲ့ရက်ကိုသွားလည်လို့ရရတယ်ထားပါတော့နော်ဥပမာပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်မတို့ဒီထဲမှာဈေးတန်နဲ့နေ့ကိုသွားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်မတို့ဘယ်လိုကြည့်လို့ရလဲဆိုတော့ဒီမှာနိုဝင်ဘာမှာဆိုလို့ရှိရင်1 2 3 4 5 6 9 10ဒီအရာထိတ်တွေကိုပြောတာဖြစ်ပါတယ်ဒါဆိုနိုဝင်ဘာ1ရက်ဒါဆိုနိုဝင်ဘာ2ရက်ဒါဆိုနိုဝင်ဘာ3ရက်ဒါဆိုဒီဇင်ဘာ1ဒီဇင်ဘာ2ဒီဇင်ဘာ3ပေါ့နော်အဲ့လိုမျိုးတွေကွဲပါတယ်ကွဲတာတွေအောက်လေးတွေမှာတွေ့တာမသိဘူးရှင်အဲ့အောက်ကဟာလေးတွေကဘာလဲဆိုတော့ 3.54k 3.6k အဲ့ဒါကြီးကဘာကိုပြောရလဲဆိုတော့ကျွန်မကခုနက time bat အနေနဲ့ currency ကိုချိန်ထားတဲ့အတွက်ကြောင့်မို့လို့ဒီမှာ time bat လေးတွေကိုပြတာဖြစ်ပါတယ် time bat တွေကိုပြတာဆိုတော့ဥပမာပြောရမယ်ဆိုဒါဆို 3.54k ဆိုတာ3500ပေါ့နော်အကြမ်းမြင့်အဲ့တော့ဒါဆိုလို့ရှိရင်ဒီတရက်နေမှာတော့မယ်ဆိုလို့ရှိရင်ဘတ်3500ကျပါမယ်တရက်နေဆိုရင်ဘတ်3600ကျမယ်ဒါအကြမ်းမြင့်ပြထားတာပေါ့နော်ဒီတရက်ထဲမှာဒီကိုပြထားတဲ့ရက်ဒီအကုန်လုံးထဲမှာတော့ပါလဲဆိုဈေးအတန်ဆုံး flight တွေကိုတွဲရွေးပြီးတော့နံပါတ်တွေပြထားတာဖြစ်တယ်အဲ့တော့ကျွန်မတို့ခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနှစ်လထဲမှာဆိုလို့ရှိရင်ဈေးအတန်ဆုံးကဘယ်ဟာဖြစ်မလဲပေါ့နော်ဘယ်ဟာဖြစ်မလဲဆိုလို့ရှိရင်ဒီမှာရှားလိုက်မယ်ဆိုလို့ရှိရင်ဒီမှာတွေ့ပါတယ် 3.38k 3380ပေါ့နော်ဟိုဒါမှန်းကြည့်ပေါ့နော်ဒါဝင်လိုက်လို့ရှိရင်ဈေးကပြောင်းရင်လည်းပြောင်းသွားမယ်ဒါမှမဟုတ်ဒီဈေးပဲလည်းဖြစ်မယ်ဒါဝင်လိုက်လို့ရှိရင်လည်းကိုကြိုက်တဲ့အချိန်ကရအောင်မှကိုကြိုက်တဲ့ကိုကရက်အဆင်ပြေတယ်ဘယ်ရက်သွားရအဆင်ပြေတယ်ပေါ့နော်ဒါမဲ့အချိန်ကလည်းကိုတို့အဆင်ပြေဦးမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ကျမတို့နေသိချရွေးကြည့်လို့ရပါတယ်အဲ့တော့ဒီမှာကြည့်ပြီးဆိုလို့ရှိရင်ဒီဇင်ဘာ9ရက်ကဟို3000ကျော်ပေါ့နော်တန်နေတယ်ဒီဇင်ဘာ9ရက်တန်နေတယ်နောက်တစ်ခုကကြတော့ဒီဇင်ဘာ18တန်နေတယ်
ပြီးတော့ဒီမှာနိုဝင်ဘာဆိုလို့ရှိရင်နိုဝင်ဘာ18တန်နေရယ်နိုဝင်ဘာ19တန်နေရယ်ဒီလို26 29 28တိဆိုလို့ရှိရင်စီးများတယ်26 29ပေါ့နော်26 29ဆိုလို့ရှိရင်ဈေးများနေရယ်3500ဒါဆိုလေ3500အဲ့တော့ကျွန်မတရက်ကိုရွေးလိုက်မယ်ဘယ်ရက်ကိုရွေးလိုက်မလဲဆိုတော့နိုဝင်ဘာ18ကိုရွေးလိုက်မယ်နော်နိုဝင်ဘာ18က3000ကျော်ဆိုမဆိုဒီရက်ကကျွန်မအတွက်လည်းအဆင်ပြေရယ်ပေါ့နော်အဲ့ဒီရက်လေးကိုကျွန်မရွေးလိုက်ပါမယ်ရွေးပြီးဆိုလို့ရှိရင်ဘာလို့မလဲဆိုတော့ search ဆိုတဲ့ button ကိုနှိပ်ရပါမယ် search ကိုနှိပ်ပါမယ်နှိပ်လိုက်ပြီဆိုရင်သူစပြီးတော့ရှာနေပြီပေါ့နော်ဘယ်လင်းရင်လမ်းကြောင်းနေဘယ်လင်းရင်လိုင်းနေရှိလဲဆိုတော့သူရှာနေပါပြီရှာပြီးလို့ရှိရင်သူပြပါလိမ့်မယ်အဲ့တော့သူရှာပြီးပြီဆိုလို့ရှိရင်ကျွန်မတို့ထွက်လာပါပြီဒီမှာအဲ့ဒီခုနကတဆင်ကိုကားတယ်နေပါဟေးကျွန်တော်ခုနကတက်ဆင်မှာပေါ့နော်ယူရည်တဲ့လိုမျိုးဒီဘတ်တွေနဲ့မြင်ရတဲ့ဟာကိုကျွန်တော်တို့အကြမ်းမြင့်ရွေးချလိုက်တယ်ရွေးချလိုက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီမှာ3485ဈေးတန်တော့ဒီမှာခုနကပြောတဲ့အတိုင်းပဲအဲ့ဈေးတန်ဆုံးသူပြရတဲ့အတွက်ကြောင့်မို့လို့အဲ့တန်ဆုံးဒီမှာယူလိုက်တယ်ဒီမှာဆိုလို့ရှိရင်နိုဝင်ဘာ16က3380ဖြစ်နေတယ်ဒီဈေးကိုကိုကပူကြိုက်တယ်ဆိုရင်ဒီဘက်ကိုတွက်ကြည့်လို့ရတယ်ဒါမှမဟုတ်ကိုကဈေးကြီးလေးကိစ္စမရှိဘူး1920ဟူသွားခြင်းနဲ့ဆိုလို့ရှိရင်ဒီဘက်ကိုပြန်ရွေးလိုက်ရရတယ်ဒါကိုသွားခြင်းနဲ့ရက်ပုံမှာမူတည်ကိုပေးခြင်းနဲ့ဈေးပုံမှာမူတည်ပြီးတော့ကျမတို့အနေနဲ့အများကြီးပြောင်းလဲရှိနိုင်တယ်ပေါ့နော်ဒါဆိုရင်3485တို့မှာ20ရဖြစ်သွားရပေါ့နော်အဲ့တော့ခုနကကျမပြောရဲနိုမှာ18သွားလိုက်ရတယ်နိုမှာ20သွားလိုက်ရတယ်အကယ်လို့ကနိုမှာ18ကိုသွားမယ်ဆိုရင်18ကိုပြန်နှိမ့်လိုက်မယ်အဲ့ပြီးပြီဆိုတော့ကျမတို့ဒီမှာတေချာကြည့်ရမယ်နည်းလေးကိုပြောပါမယ်ကျမတို့ဒီမှာဆိုလို့ရှိရင်ဒီဟာ trip.com မှာဝယ်ရပါနော်ကျမဘာလို့လဲဆိုတော့တစ်ခါဗီဒီယိုတင်မိတာဟာကြတော့ MAI ရဝယ်ရဖြစ်တဲ့အတွက်ကြောင့်မလို့ MAI နဲ့ဒီ trip.com နဲ့ရောနေမှာဆိုလို့ပါဒီမှာကျတော့ MAI လမ်းကြောင်းမှန်ပါတယ်ဒါပေမဲ့ trip.com ကဝယ်တဲ့ MAI လက်မှတ်ဖြစ်ပါတယ်အဲ့တော့နှစ်ခုကလင်းလမ်းကြောင်းကတော့တူတူပဲဒါပေမဲ့ကိုဝယ်တဲ့ပုံစံချင်းမတူဘူးပေါ့နော်ဝယ်ချ airline နေရောကိုကထပ်ပြီးတော့ကြည့်ကျင်တာလားပေါ့နော်ဒါထိုင်း airline လည်းရှိရဲဗမာ airline နဲ့တခြား airline တွေအများကြီးရှိရဲပေါ့နော်အဲ့လိုမျိုးကိုကြိုက်တဲ့ option တွေအများကြီးရမှာကိုရွေးချင်တယ်ဆိုလို့ရှိရင်ဒီ trip.com ကနေရွေးလို့ရပါတယ်ဒါကျွန်မရန်ကုန်ကနေပြောပြပေးလို့ပေါ့နော်ရန်ကုန်မဟုတ်ပဲနဲ့တခြားနိုင်ငံကနေထပ်ပြီးပြပြပေးပါမယ်အဲ့တော့ဒီမှာကျွန်မ MAI တွေ့ပြီပေါ့နော် MAI တွေ့ပြီဆိုလို့ရှိရင်သူကပါလေးရေးတာလဲဆိုတော့ဒီမှာ check package ဆိုတာရှိပါတယ် check package လာတာ20 kg ပေးရပါကျွန်မတို့ MAI မှာ30 kg ပေးတဲ့ဟာရှိတယ်20 kg ပေးတဲ့ဟာရှိတယ်ဒီ check package 20 kg ကိုမှကျွန်မတို့ကဒါအချိန်ကဒါတပါကြအချိန်ဖြစ်ပြီးတော့ဒါကြတော့ arrival အချိန်ဖြစ်ပါတယ်အဲ့ဒါကျွန်မတို့တေချာကြည့်ဖို့လိုပါတယ်ဒါကတပါကြအချိန်ဆိုတာဗာလဲဆို16နာရီ25ဆိုသူတို့က24 hour format နဲ့သွားတာဖြစ်တဲ့ကြောင့်မလို့ဒါညနေ4နာရီ4:25မှာစပြီးရန်ကုန်ထွက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဘန်ကောက်ကိုကျတော့6:25ညနေ6:25မှာရောက်မယ်ပေါ့နော်ပြီးရင်ကျမတို့အနေနဲ့ package allowance ကပါလဲဆိုတော့ check package 20 kg ရပါမယ်အဲ့ဒါကိုကျမတို့တိတ်ချသိကျင်နေဆိုလို့ရှိရင်ဒီမှာ view details ဆိုတာလေးကိုကြည့်လိုက်ပါမယ်ဒီမှာဘတ်3နောက်485ပေါ့နော်ဒါကတော့ကျမတို့ဒီအချိန်ဒီ flight ကိုရွေးမယ်ဆိုလို့ရှိရင်3485ပဲကြာပါမယ်အဲ့တော့ view details ဆိုတာလေးကိုကျမတို့နှိပ်လိုက်ပါမယ်ဒါတိကျကြည့်ကျင်တယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကြည့်ကျင်တယ်ဆိုလို့ရှိရင်ဒီမှာထိလိုက်ပြီဆိုလို့ရှိရင်ဒီမှာခုနပြောရတဲ့ဒီ3485ကလုံးဝ carry on package တစ်ခုရမယ်ကျမတို့ပုံမှန်အားဖြင့်9 kg ပေါ့နော်7 kg ဒီ carry on တစ်ခုရရယ်ပြီးလို့ရှိရင် check package 20 kg တစ်ခုရပါမယ်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်ကျမတို့ဒီ3485ဘတ်နဲ့တစ်ခါရရတယ်ပေါ့နော်အကယ်တော့ကိုကအဲ့ဒါမဟုတ်ဘူးကိုကဒီ check package ကိုနည်းနည်းလေးပို့ပြီးလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီ economy class မှာ carry on တခု check package က30 kg တခုကျမတို့ယူခွင့်ရပါတယ်အဲ့တော့ဒါယူမယ်ဆိုလို့ရှိရင်ဘလောက်กว่าပါမလဲဆိုတော့ဈေးကဒါလေးနှိပ်ကြည့်လိုက်မယ်4815ဘတ်ပါ4815ဘတ်ဆိုလို့ရှိရင်ကျမတို့30 kg ရမယ်3485ဘတ်ဆိုရင်ခုနပြောသူတို့20 kg ရမယ်ပေါ့နော်ဒီမှာ economy class နဲ့ eco promo ဆိုရင်နောက်ထပ်တစ်ခုရှိပါတယ်ဒီအောင်ယူမယ်ဆိုလို့ရှိရင်တော့ကျမတို့နောက်ထပ် benefits တွေရှိရပေါ့နော်ဒါ9090ဘတ်ပါအဲ့တော့ဒီတုံးမှုတွေကြိုက်တဲ့ဟာကိုယူလို့ရပါတယ်ခုနကတော့ကျမယူထားတဲ့ဟာကိုလည်းတိတ်ပြီးတော့ကီလိုမလို့ဆိုလို့ရှိရင်တော့ဒီ economy class ကိုရွေးလို့ရပါတယ်အဲ့တော့20 kg ရမယ်ပေါ့နော်20 kg တက်တော့ပို့ပြီးထည့်လို့မရပါဘူးဟောကျမတို့အနေနဲ့ BB ဆိုလို့ရှိရင် continue နှိပ်လိုက်ပါမယ်
ဝယ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဝယ်မယ်ဆိုရင် continue နေလိုက်ပြီဆိုတာနဲ့ဘာပေါ်မလဲဆိုတော့ကျမတို့အနေနဲ့ဒီမှာရန်ကုန်ကနေဘန်ကောက်ဆိုပြီးပေါ်လာပြီပေါ်ပြီးပြီဆိုလို့ရှိရင်လင်းလက်မှတ်ကလည်းဒီရောက်စားအတွက်ကြောင်းမို့လို့ဈေးနှုန်းကဒီမှာ3485ဘတ်ဆိုပြီးပြပါတယ်ဒါကိုကြိုက်တဲ့ currency နဲ့ထည့်ပေါ့နော်အကယ်လို့ကိုကဒေါ်လာနဲ့ထည့်တိုင်းဆိုရင်ဒီမှာဒေါ်လာနဲ့ပေါ်ပါမယ်အဲ့တော့ဒီမှာ who's traveling ပေါ့နော်ဘယ်သူကလဲမှာလဲဘသူသွားမှာလဲဒီလေရင်လက်မှတ်ကဘသူတော့ဝယ်ရလဲတခါတည်းရောက်လို့ရှိရင်ကိုဝယ်တာဆိုပေမဲ့ကိုစီးဖို့ချင်မှာဟုတ်မယ်ကိုတငယ်ချင်းစီးဖို့လည်းဖြစ်မယ်တော့အဲ့လိုမျိုးဆိုတော့ဒါကလေရင်မှာတကယ်လိုက်ပါစီးနေမဲ့လိုက်မဲ့လူဒီတဲ့ရင်ပေါ်မှာတက်ပြီးတော့စီးမဲ့တူပေါ့နော်အဲ့တူရဲ့နာမည်နဲ့ information တွေကိုဖြည့်ရမှာဖြစ်ပါတယ်ဥပမာအပြင်ဘယ်လိုမျိုးလဲဆိုတော့ဒီမှာ passenger name guideline ဆိုပြီးတော့ပြတာပါတယ် given names မှာကြတော့ကျမတို့အနေနဲ့အကယ်လို့ EE ခိုင်ထားပါတော့ဥပမာနာမည် EE ခိုင်ဆိုလို့ရှိရင် given names မှာ EE ထည့်ပြီးတော့ last name မှာကျမတို့အနေနဲ့ခိုင်ဆိုပြီးထည့်ရပါမယ်။မှာခိုင်ထည့်ပြီးတော့ဒီမှာ EE ဆိုပြီးထည့်ရပါမယ်။ဒါကျမမထည့်ပြတော့ဘူးပေါ့နော်ဒီထဲမှာထည့်လို့ရတယ်။ပြီးလို့ရှိရင်ကျမတို့ gender ID ကကြတော့ဗာလဲဆိုတော့ဒါယောက်ျားလေးလားမိန်းကလေးလားအကယ်လို့ယောက်ျားလေးဆိုယောက်ျားလေးမိန်းကလေးဆိုမိန်းကလေးပြီးရင် date of birth ကလည်းကျမတို့အနေနဲ့ passport မှာရေးထားတဲ့ passport မှာပေါ်ပြထားတဲ့မွေးနေ့မွေးလမွေးရက်အတိုင်းကိုအတိအကျထည့်ရမှာဖြစ်ပါတယ်ပြီးရင် nationality မှာကြတော့မြန်မာဆိုလို့ရှိရင်မြန်မာဆိုပြီးရှာပြီးထည့်လို့ရပါတယ်ထည့်ရပါမယ်နော်အဲ့တော့အရေးကြီးတဲ့အချက်တစ်ခုပြောပါမယ်အရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ကျမတို့ဒီခရီးသွားမယ်နိုင်ငံခြားကိုခရီးသွားမယ်ဆိုလို့ရှိရင်ကျမတို့အနေနဲ့ကျမတို့ရဲ့ passport သက်တမ်းက6လအနည်းဆုံးကျရှိမှဒါကျမတို့ခရီးသွားလို့ရမှာဖြစ်ပါတယ်ခရီးသွားလို့ရမှာဖြစ်တယ်လို့လေရင်လက်မှတ်ဘယ်မှာတည်းကစပြီးတော့ကြည့်မလဲဆိုတော့ကျမတို့အနေနဲ့ check in ကောင်တာပထမဆုံးလေးစိတ်တဲဝင်သွားပြီဆိုတာနဲ့လင်းလက်မှတ်ပြရတဲ့ကောင်တာအဲ့ကောင်တာမှာလေးကကျမတို့အနေနဲ့ passport ကတက်တန်း6လကျန်တော့မှဒါကျမတို့ခရီးသွားဖို့အတွက်ကိုသူတို့က boarding pass တွေထုတ်ပေးတယ်လင်းလက်မှတ်တွေပြင်ပေးပြီးတော့ခရီးသွားလို့ရတာပါအဲ့တော့ကိုအနေနဲ့ဒီခရီးသွားမယ်ဒီလက်မှတ်ဝယ်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ passport လေးကိုသိချကြည့်ပါကြည့်ပြီးလို့ရှိရင်ကို passport ကဘယ်အချိန်ထိ valid ဖြစ်မလဲဆိုတဲ့ဟာကိုသိချကြည့်ပါအကယ်လို့ကို passport က6လအနည်းဆုံးတက်တန်းကြံမှသာခရီးစပြီးတော့သွားလို့ရမှာဖြစ်ပါတယ်အဲ့တော့ဒါပြီးပြီဆိုလို့ရှိရင်ကျမတို့အနေနဲ့ဒီမှာပြီးလို့ရှိရင်ဒီမှာမွေးနေ့ထည့်ပါမယ် nationality ထည့်ပါမယ်ထည့်ပြီးလို့ရှိရင်ကျမတို့ဒီမှာ contact name ဒါကြတော့ဒါဝယ်ပေးတယ်ပေါ့နော်လေလက်မှတ်ဝယ်ပေးတဲ့သူပဲဖြစ်ဖြစ်ကိုကိုတိုင်းကိုဘုတ်ကိုဝယ်တယ်ဆိုလို့ရှိရင်ကိုနာမည်နဲ့ကို email နဲ့ကိုဖုန်းနံပါတ်နဲ့ထည့်လို့ရတယ်ဒါမှမဟုတ်တငင်ချင်းတော့ဝယ်ဆိုတငင်ချင်းအားဒါမှမဟုတ်လို့ရှိရင်တငင်ချင်းအဲ့လိုမျိုးဖုန်းနေကိုလိုက်မတုံးတက်တဲ့လူလားတုံးတက်တဲ့လူလားသူမတုံးတက်ဘူးဆိုရင်ကိုနံပါတ်ပဲကိုထည့်ပြီးပေါ့နော်ဒါကြတော့ကြိုက်တဲ့လူရဲ့ကိုပေါ့နော်ဒီ information ကိုလက်ခံနိုင်မဲ့သူရဲ့ information တွေပြန်ထည့်ရပြီးမှထည့်ပေးရမှာဖြစ်ပါတယ်အပေါ်ကနာမည်အားကြတော့ကျမတို့အနေနဲ့လင်းလက်မှတ်လင်းမှာစီးမဲ့သူရဲ့နာမည်နဲ့ information ကိုထည့်ရမှာဖြစ်ပါတယ်အောက်ကတော့ကဲလို့ကိုကဝယ်ပေးတဲ့သူဆိုလို့ရှိရင်ဝယ်ပေးတဲ့ကိုဖုန်းနံပါတ်ကိုထည့်ပေါ့နော်ကို email ကိုထည့်ကြိုက်တဲ့ဒီလက်ခံမဲ့ပေါ့နော် email ရေးလက်ခံရရှိမဲ့လက်ခံနိုင်မဲ့သူရဲ့ information ကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့အနေနဲ့ဒီမှာပြင်စစ်ပါမယ် package allowance ဆိုကျမတို့ပြင်ကြည့်မယ်ဘာလဲဆို personal item ကျမတို့အနေနဲ့ဒီပတ်စံ8တွေဘာတွေတည်လို့ရမယ်ပတ်စံ8တည်လို့ရမယ်ပြီးရင် total 7 kg including carry on package ကျမတို့အနေနဲ့ package အသေးလေး7 kg ပဲပါရဲ့ package အသေးလေးကျမတို့အနေနဲ့တည်လို့ရမယ်ဒီမှာပေါ့နော်ဒါ carry on package ပေါ့နော်ဒီနှစ်ခုပေါင်း7 kg ပြရပါနော်ဒီဒါပတ်စံ8ပါမယ်ဒါမှမဟုတ်ရင်တချို့က laptop တွေပါပါ laptop 8ပါမယ်ပတ်စံ8နဲ့ဒါကကြတော့ carry on package တချို့ကကြတော့အဲ့လို trolley package လေးနဲ့ပေါ့နော် package လေးတွေတိုးနဲ့ဟာလေးနဲ့တွားရဲတချို့ကြတော့ဟိုလိုမျိုးချင်းတို့ဘာလို့တွားရင်တွားတဲ့ဟိုအိတ်အကြီးလိုမျိုးပေါ့နော်လွယ်တဲ့အိတ်အဲ့လိုမျိုးလဲထည့်လို့ရတယ်အဓိကကတော့ဗာလဲဆိုတော့သူတို့ဖော်ပြထားတဲ့ကီလိုထက်ကိုမပူဝင်ရတယ်ပေါ့နော်ဒီနှစ်ခုပေါင်းဒါနှစ်ခုဒါကြတော့ကိုနဲ့အတူလေးရင်မုံမှာတည်ဝါရမယ်ဒီပစ္စည်း item တွေကိုပြောတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တော်တော်များများမှားတတ်လို့ပေါ့နော် carry on နဲ့ဒီ check package ကိုမှားတတ်တယ်ပေါ့နော် carry on package နဲ့ check package ပေါင်းဆိုနှစ်ခုလုံးက package ပဲဖြစ်တဲ့ကြောင့်မို့လို့တော်တော်များများမသေးခွဲကြပါပေါ့နော် carry on ကပါလဲ check package ကပါလဲအဲ့တော့ personal item မှာကြတော့ကျမတို့ဒါရှင်းပါတယ်ဒါပတ်စံ8မိန်းကလေးဆိုပတ်စံ8ယောက်ျားလေးဆိုလည်းပတ်စံ8ပဲပေါ့နော်ဒါမမចောင်းသားလေးတွေဒါမမခရီးသွားရင် laptop တဲတဲ့သူမျိုးဆိုလို့ရှိရင်လူရဲ့8ပေါ့လူရဲ့8တလုံးပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ carry on package တလုံးပေါ့နော်အဲ့နောက်ခုကကျတော့ဒါကိုက1 minute တဲဝါမှာပေါ့နော်ဘယ်လိုခေါ်လဲကိုဒီဖက်လေလင်းရင်ပေါ်မှာကိုနဲ့အတူတဲဝါမှာပေါ့နော်တဲဝါပြီးတော့အဲ့လင်းရဲ့ဒီကိုရဲ့ seat ရဲ့အပေါ်မှာကိုက
သိငယ်တဲ့ဟာမျိုးတဲ့လို့ရတဲ့ကီလိုက7ကီလိုရမယ်ပေါ့နော်ပြီးလို့ရှိရင်ကျမတို့အနေနဲ့ဒီ check package ကကြတော့20 kg တစ်လုံးရပါမယ်အဲ့တော့ဒီ20 kg ထပ်ပိုးလို့မရပါဘူးအဲ့တော့ဒီမှာတိကျပြန်ကြည့်ပါမယ်ကိုဝယ်ထားတဲ့ဟာနဲ့ကိုတူလားပေါ့နော်အကယ်လို့က30 kg ဝယ်ထားတာပဲဖြစ်ဖြစ်ထားပါ economy ဝယ်ထားတဲ့ business ဝယ်ထားရဲဆိုလို့ရှိရင်ဒီ package allowance ပြတာရဲ့နေရာဒီမှာပြောင်းမှမှာမယ်ပြောင်းသွားလို့ရှိရင်ကျမတို့ဒါတိကျပြန်စစ်ရပါမယ်ကိုဝယ်ထားတဲ့ဟာနဲ့ကိုရတဲ့ဈေးနဲ့ပေါ့နော်တူလားမှန်လားဆိုတော့တိကျစစ်ကပါမယ်ဒီအချိန်လေးမှာပေါ့နော်အကယ်လို့ကိုကဒီမှာ package allowance အကြောင်းတိကျဆက်ပြီးဖတ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာဒါလေးနှိပ်လက်လို့ရပါတယ် package policy ဆိုပြီးကျမတို့နေဒီမှာကြည့်လို့ရရဲ့ပြင် flight cancellation တွေပါကြီးကျမတို့အကြောင်းတွေဖတ်လို့ရတယ် booking information အကြောင်းတွေကျမတို့ဖတ်လို့ရတယ်ပေါ့နော်ဖက်ပြီးဆိုလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုတော့ပြီးတော့ဒီမှာပြရဲပုံရဘာလဲဆိုတော့တစ်ခါဘူးခင်လို့လို့ရှိရင်ကျမတို့9ယောက်ထိလုပ်လို့ရတယ်ပေါ့နော်အများဆုံးတစ်ယောက်ကနေပြီးတော့9ယောက်ထိအများဆုံးလုပ်လို့ရတယ်အဲ့ဒါလေးကတော့ဒါပြောပြတော့တာပေါ့နော်ပြီးလို့ရှိရင်ကျမတို့အနေနဲ့ဒီမှာဒါ check package protection ဒါကြတော့ပြောလို့ရှိရင် package ကိုကဒါပြောရရင်တော့insurance တပေါ်မျိုးပေါ့နော် package protection ကို190ကိုထည့်မလားထည့်တယ်ဆိုလို့ရှိရင်ဒီ package တစ်ခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်သူတို့ဘက်ကနေပြီးတော့ပြန်ပြီးရောကြည့်ပေးမယ်ဒါကတော့ကျွန်မအနေနဲ့ကတော့ကျွန်မဝေလို့ရှိရင်တော့ကျွန်မဘယ်တော့မှမထည့်ဘူးပေါ့နော်ဘာလို့လဲဆိုတော့မဖြစ်တာလည်းမရတော့လေဒါမှမဟုတ်အကယ်လို့ကိုပစ္စည်းတွေကိုဆုံးရှုံးမခံနိုင်တဲ့ထားပါတော့ကိုကြိုက်တဲ့ပစ္စည်းလေးတွေဗာလေးတွေကိုထည့်ထားတယ်ဆိုလို့ရှိရင်တော့ဒါလေးကိုနှိပ်လိုက်လို့ရပါတယ်ကျွန်မကမနှိပ်တော့ပါဘူးနှိပ်လိုက်လို့ရှိရင်တော့အကယ်လို့အဲ့ပစ္စည်းကကျိုးခဲ့ဒီဖြစ်စီပြက်ခဲ့ဒီဖြစ်စီပစ္စည်းခဲ့ဒီဖြစ်စီသူတို့ဘက်ကနေပြန်ပြီးတော့အယောပြီးမှဖြစ်ပါတယ်အဲ့တော့ဒါကိုထည့်လိုက်ရတယ်မထည့်လိုက်ရတယ်ဒါကကြတော့ကိုကြိုက်တယ်လို့ကိုရဲ့ဒီပစ္စည်းပေါ်မှာကိုရဲ့လှုပ်ချင်တဲ့ပုံမှာမူတည်ပြီးတော့ဒါရွေးလို့ရပါတယ်အဲ့တော့ပြီးလို့ရှိရင်ဒီမှာ cancellation ကကြတော့ကျမတို့အခုဒီလက်မှတ်ဝယ်လို့ရှိရင် non refundable ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျမတို့ဘယ်လေးသွားခြင်းနဲ့ဘယ်ချိန်သွားခြင်းနဲ့ဆိုတာကိုသိကြပြီဆိုမှဒါကျမတို့တွေ့ပါဘာလို့ဆိုမဝယ်ခင်ကိုသိချကြည့်ပါတော့ရက်ဒီ date တွေအချိန်နည်းပေါ့ဘာလို့လဲဆိုတော့ကျမတို့ဈေးသက်တာရဲ့အတွက်ကြောင့်မို့လို့ဝယ်ပြီးပြီဆိုလို့ရှိရင်သူတို့ကပြန်ပြီး refund မလို့ပြန်ပြီးဝင်မပေးပါဘူးဝင်မပေးတဲ့အတွက်ကြောင့်မလို့ cancellationလုပ်လို့ရှိရင်ငွေပြန်မရပါဘူး cancel လုပ်ချင်လုပ်လို့ရတယ်ဒါပေမဲ့ငွေပြန်မရပါဘူးအဲ့တော့အကယ်လို့ cancel လုပ်လို့ရှိရင်ဒီပတ်စံပြန်ရမယ်ပေါ့နော်ကိုယ့်ရဲ့နေလက်မှတ်80ရာခိုင်နှုန်းပြန်ရမယ်ဟဲ့ဒါပေမဲ့နေကဒီဟာကိုဝယ်မယ်တင်ကဒီဟာကိုဝယ်မယ်ဆိုလို့ရှိရင်160ဘတ်ပို့ပြီးတဲ့ပို့ပြီးလို့ရှိရင်အကယ်လို့ပေါ့နော်ကိုကဒိတ်မတိကြသေးဘူးပဲထားပါတော့နော်ဥမာဒိတ်မတိကြသေးဘူးဒါပေမဲ့ဝယ်ထားခြင်းနဲ့ဒိတ်ကပြန်ရွှေ့ခြင်းနဲ့ရွှေ့နိုင်နေဆိုရဲအခြေအနေမျိုးဆိုလို့ရှိရင်တော့ကျမတို့ဒါဝယ်သင့်ပါတယ်ဘာဖြစ်လဲဆိုတော့အကယ်လို့ကိုကတိကျရက်လည်းမသိသေးဘူးနော်ဒါပေမဲ့လေနားမှာကိုဝယ်ခြင်းနေပြီးအတိကျတော့မသိသေးဘူးဒါပေမဲ့ညာတော့ပြင်ကတော့ညာတော့ပြင်မဟုတ်တိကျတဲ့လောက်နေပါကတော့ဒီ20ရက်နေကိုသွားမယ်ပေါ့ဒါပေမဲ့အကြောင်းမျိုးကြောင့်ကို20ရက်နေလဲသွားခြင်းမှာသွားမယ်ကိုရက်ကိုလည်းရွှေ့လို့ရခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ဒီ option လေးကိုနှိပ်ခဲလိုက်လို့ရှိရင်160ဖတ်ပို့ပေးရပါမယ်ဒါပေမဲ့တန်ပါတယ်အကယ်လို့ညာကိုကရက်ကိုထပ်ပြီးရွှေ့ခဲ့တည်ရှိတော့ကျမတို့ဒီလေးလက်မှတ်ကမဆုံးသွားဘူးပေါ့နော်မဆုံးသွားပဲနဲ့ဘတ်2800ကျော်ပြင်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးပေါ့နော်အဲ့လိုဆိုတော့ဒါကကြတော့ကိုကဒီလက်မှတ်ပေါ်မှာကိုဘယ်လိုသုံးမလဲဆိုတဲ့ပုံမှာမှုတည်ပြီးတော့ရွေးလို့ရပါတယ်ကျမတော့ဒီဟာအကုန်လုံးပေါ့နော်ဒီအပေါ်ထပ်ပြီးတော့ extra ပေးရတဲ့ဟာတွေမှန်တယ်များကျမမရွေးပါဘူးဘာဖြစ်လဲဆိုတော့ကျမတိကျမှလင်းလက်မှတ်ကများတော့ပြင်ဝယ်ပြစ်တာဆိုတော့လေနော်ဒါမဲ့ဒီအကြောင်းတွေကိုလည်းသိရအောင်ဆိုပြီးကျမ sharing လုပ်ပေးလိုက်တာဖြစ်ပါတယ်အကယ်လို့ကိုလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်လည်းပြီးပြီဆိုလို့ရှိရင်ဒါတွေကကြတော့ဒါကိုကြိုက်တဲ့ဟာ claim လုပ်ပေါ့နော်ဒါဘာလို့လဲဆိုတော့ကျမတို့ဒါ free ဒါတယောက်နဲ့တယောက်မတူတတ်ပါဘူးကိုအကောင့်နဲ့ကိုမတူတတ်ပေါ့နော်ကိုကများဝယ်တယ်ဆိုလို့ရှိရင်တချို့ဟာတွေကရတယ်တခါတည်းရလို့ရှိရင်ကိုက user အစ်မလို့ကို promotion တွေပေးတယ်ဒီမှာဆိုလို့ရှိရင် airport transfer ဒါဝယ်လို့ရှိရင်12ရာခိုင်နှုန်း off ရမယ်ဘာညာပေါ့နော်အဲ့လိုမျိုးဟာတွေကျမတို့ claim လုပ်လို့ရပါတယ်ပြီးလို့ရှိရင်ဒီမှာ promo code ကိုစီမှာ promo code တစ်ခုခုဒီ trip.com မှာဝယ်လို့ရှိရင် promotion ရရဲ့ code ရှိရဲဆိုဒီမှာဖြည့်လို့ရပါတယ်မရှိဘူးဆိုရင်တော့မလိုပါဘူးအဲ့တော့ကျမဒါပြီးပြီပေါ့နော်ဒီတမျက်နှာလုံးကျမရှင်းပြီးသွားပြီရှင်းပြပြီးသွားပြီအဲ့လိုဆိုတော့ကျမအနေနဲ့ဂျန်တဲ့ဟာရေဘာမှတေကင်မလုပ်ဘူးဒေချာစစ်ကမှာကြတော့ဒီနာမည်စစ်ကမယ်ပြီးလို့ရှိရင်ဒီ contact details ကိုစစ်ကမယ်စစ်ပြီးပြီဆိုဒါနဲ့ကျမတို့ next ကိုနှိပ်ကြပါမယ်ကျမတို့အနေနဲ့ information ထည့်ပြီးပြီဆိုလို့ရှိရင်ဒီ next ဆိုတဲ့ဟာကိုနှိပ်ပါမယ်နေသူ processing လုပ်နေရပေါ့နော်လုပ်ပြီးပြီဆိုလို့ရှိရင်ကျမတို့ဒီ payment step ကိုရောက်သွားပါမယ်payment step ကိုမရောက်ရင်ကျမတို့အနေနဲ့ဒီမှာ passenger information has been saved ဆိုပြီးတော့ခုနကိုထည့်ခဲ့တဲ့နာမည်ပေါ့နော်ကိုရဲ့နာမည်ဒီ nationality မွေးနေ့တွေကိုပြန်ပြီးတော့စစ်ခိုင်းပါတယ်စစ်ခိုင်းပြီးကျမတို့အနေနဲ့ confirm ဆိုပြီးနှိပ်လိုက်ပါမယ်
ဒီမှာထပ်ပြီးမိပါတယ် package production ထည့်ချင်တာဆိုမထည့်ချင်ဆို not now လို့ထည့်လိုက်ပါပြီးပြီဆိုရင်ကျမတို့အနေနဲ့ဒီမှာဒါကြတော့ရန်ကုန်ပေါ့နော်ရန်ကုန်ဒီဘက်ကနေပြီးတော့ terminal 1မင်္ဂလာ sky business lounge ကို3ညင်လား3ညင်နေဆိုရင်ကျမတို့ဒါကိုထပ်ပြီးထည့်လိုက်ရပါတယ်ဒါဘာလဲဆိုတော့ဒါငွေမရှင်းရသေးဘူးပေါ့နော်ငွေမရှင်းရသေးတဲ့အတွက်ကြောင့်မို့လို့ထပ်ပြီးတော့ထည့်လို့ရသေးတယ်အခေတို့ကိုကဒီလင်းရင်ပေါ့နော်နောက်ကျခဲ့ဒီဖြစ်စီဒီမင်္ဂလာ sky lounge မှာ sky business lounge မှာကိုရေးစစ်စစ်နေလို့ရတာပေါ့နော်အဲ့လိုမျိုးဆိုဒီမင်္ဂလာ sky business lounge မှာနေမလားဝယ်မယ်ဆိုလို့ရှိရင်ကိုဒါလေးထည့်လို့ရတယ်အကယ်တော့မဝယ်ဘူးဆိုလို့ရှိရင်လည်းထည့်ကြမလို့ပေါ့နော်အဲ့တော့ကျမအနေနဲ့ကျမတို့ထိတိုင်နေပဲတွားလိုက်ပါမယ် next step ဆိုပြီးတော့တွားလိုက်ပါမယ်next step ဆိုပြီးသွားလို့ရှိရင်ကြတော့ကျမတို့အနေနဲ့ဘာတွေနဲ့ပေးလို့ရမလဲဆိုတော့ more payment method ဆိုတာကိုထည့်လိုက်ပါမယ်ထည့်ပြီးလို့ရှိရင်ကျမတို့ဒီ QR code နဲ့ရမယ်ပြီးလို့ရှိရင်ဒီမှာ credit card debit card နဲ့ပေးလို့ရမယ်ဒါမှမဟုတ်လို့ရှိရင်ထိုင်းဆိုလို့ရှိရင် bank transfer နဲ့ရမယ်တခြားနိုင်ငံဆိုလည်း bank transfer နဲ့ရရပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီ credit card debit card ကဥပမာကိုကပမာမြန်မာနိုင်ငံကဘဏ်တွေရှိရဆိုလို့ရှိရင် AY တို့ဘာလို့မှာ master card တို့ visa card တို့ရှိတယ်ပေါ့နော်အဲ့ visa card master ပဲဖြစ်ဖြစ် visa ပဲဖြစ်ဖြစ်ရရပေါ့နော်ထဲလို့ဆိုဒီ plus 3မှာကျွန်မကြည့်ပြီမှာ JCB လည်းရပါတယ်နော် JCB အဲ့ဟာကြောင့်ဘယ်လိုခွဲရလဲဆိုတာလည်းကျွန်မ video တစ်ပုတ်လုပ်ပြီးမယ်ပေါ့နော်ဒီ master တွေ visa တွေ JCB ဒါတွေ union pay အဲ့ဒီကတ်တွေကိုတော်တော်များများရောနေလို့ပေါ့နော်အကယ်လို့ကိုယ့်စီမှာရှိရဆိုရင် visa ရှိလည်းရတယ် master ကတ်လည်းရှိလည်းရတယ် JCB ရှိလည်းရတယ်ပေါ့နော်ဒီ video မှာတော့ဒီလောက်ပဲပြောပြပေးပါမယ်ဘာလို့လဲဆိုတော့ video ကအရင်လေးရှိနေပြီဖြစ်တဲ့ကြောင့်အခုကကြာတော့လင်းနံပါတ်ဝယ်တဲ့အပိုင်းကိုပဲအဓိကပြောပြရဆိုတော့လေအဲ့လိုမျိုးဆိုတော့ကျမတို့စီမှာ visa ကတ်ရှိရဆိုလို့ရှိရင်လည်းရတယ် master ကတ်ရှိရဆိုလည်းရပါတယ်ပေါ့နော်အမကိုယ့်ရဲ့ဘဏ်ကနံပါတ်ကိုထည့်ကတ်ဟိုတာနဲ့ကိုယ့်ရဲ့ကိုယ့်ကတ်ဆိုကိုယ့်နာမည်ထည့်ပေါ့နော်ကဲတော့ကိုအတော်ကတ်ကိုအမိကတ်ကိုဖေကတ်တုံးနေဆိုရင်ကတ်ပိုင်ရှင်နာမည်ကိုထည့်ပြီးလို့ရှိရင် expire date ထည့် CVV CVC နံပါတ်ထည့်ပြီးပြီဆိုတာနဲ့ကျမတို့ pay with ကတ်ဆိုပြီးတော့ရှင်းလိုက်ပြီဆိုတာနဲ့နောက်တစ်ဆင့်ရောက်လို့ရှိရင်သူက booking confirmation ဆိုပြီးတော့ကျမတို့ပြပါလိမ့်မယ်ပြပြီးပြီဆိုတာနဲ့ booking confirmation successful ဆိုပြီးပြပြီးပြီဆိုတာနဲ့ကျမတို့အရှိမထည့်ခဲ့တဲ့ contact information မှာထည့်ခဲ့တဲ့ email တွေကိုဖြစ်စေအဲ့ဒီနောက်အခုခြေပြီးပြီဆိုတော့ booking successful ဆိုတော့ကျမတို့ download လုပ်ရမယ့်နေရာဒီပေါ်လာလိမ့်မယ်ပေါ့နော်အဲ့နေရာလေးမှာကျမ successful ဆိုပြီးတော့ဒီကိုငွေခြေပြီးကြအောင်ပြောရ receipt ပေါ့နော်ပေါက်ချသဘုံမျိုးကျမတို့စီထွက်လာပါလိမ့်မယ်ထွက်လာပြီးလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ကနော်ကျမအကယ်လို့ဒီလက်မှတ်ဝယ်ပြီးပြီဆိုလို့ရှိရင်ဒါကျမရဲ့ email ပေါ့နော်ကျမဝယ်နေကြ email ကနေပြီးတော့ကျမဥပမာပြရတာဖြစ်ပါတယ်အဲ့လိုမျိုးဒီ trip.com ကနေပြီးတော့ကျမတို့ကိုဒီမှာပထမဆုံးအချိန်ဝယ်လိုက်ပြီဆိုရင်ဘာပြလဲဆိုတော့ flight booking confirm ဆိုပြီးတော့ကျမတို့ပြပြီးပြီဆိုလို့ရှိရင်ဘာလဲဆိုတော့ကျမတို့ဒီitinerary ပေါ့နော် itinerary ဆိုတာဒါလင်းနံပါတ်ကိုပြောတာပါအဲ့တော့ကျမကဝယ်တော့ဘာဝယ်တာလဲဆိုတော့ဘန်ကောက်ကနေဘူဆန်ဝယ်ခဲ့တာပေါ့နော်ဒီကိုရီးယားကိုခရီးသွားတော့ဘန်ကောက်ကနေဘူဆန်ကိုဒီ trip.com ကနေဝယ်လာတော့အဲ့ဒီ link လက်မှတ်ကိုကျမတို့ကိုဒီ email ကနေပြီးပို့ပေးပါတယ် trip.com ဆိုပြီးဝင်လာပါလိမ့်မယ်ပြီးတော့ကျမဒီ show ကနေဘန်ကောက်ကိုလည်းကျမဒီ trip.com ကနေပြီးတော့ပဲထပ်ဝယ်တာပေါ့နော်ဝယ်လို့ရှိရင်ပထမဆုံးခောက်မှာအရင်ဆုံးပေါ်မဲ့ဟာဒီ e-receipt ဆိုတာလေးအရင်ပေါ်ပါလိမ့်မယ်မျိုးကျမတို့နောက်ဆုံးအဆင့်ကိုရောက်ပြီးတော့ငွေပါချေပြီးပြီဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ဆိုလို့ရှိရင်ကျမတို့ဒီငွေချေပြီးရတဲ့သူက successful ဆိုပြီးပြပါမယ်ပြပြီးပြီဆိုလို့ရှိရင်ကျမတို့အနေနဲ့ခုနကပေးခဲ့ email ပေါ့နော် email တဲ့ဝင်လာမယ်မဟုတ်လို့ရှိရင်အဲ့ဒီနောက်ဆုံးငွေချေပြီးပြီဆိုတဲ့ stage မှာကျမတို့ဒီ download လုပ်လို့ရမယ် file တစ် file ပေါ်လာမယ်ပေါ့နော်အဲ့ file လေးရရင်ဆိုအဲ့ file လေးကို download လုပ်ထားပါလုပ်ပြီးပြီဆိုရင်ကျမတို့ဒီ trip.com ဟာဝယ်တာဖြစ်တဲ့ကြောင့်မလို့သူတို့ကအရင်ဆုံးပြန်ပြီးတော့ဒီငွေကိုလက်ခံရရှိပါကြအောင်သူတို့ပြောပါလိမ့်မယ်ပြောပြီးလို့ရှိရင်သူတို့တစ်နာရီကနေ2နာရီဒါမှမဟုတ်လို့ရှိရင်5နာရီအတွင်းပေါ့နော်ကျမတို့ကိုဒီ link လက်မှတ်ကို confirm ဖြစ်ချောင်းကိုကျမတို့ပြန်ပို့ပေးပါလိမ့်မယ်အဲ့တော့ထပ်ပို့ပြီးလို့ရှိရင် file ချက်ချင်း link လက်မှတ် file ကိုချက်ချင်းရတာမျိုးမဟုတ်ဘဲနဲ့ trip.com ကနေပြီးတော့အရင်ဆုံး receipt ကိုအရင်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးပေါ့နော်ဒီ receipt ကိုရတဲ့အချိန်မှာ head link လက်မှတ်ကိုပြင်มาလဲဆိုပြီးတော့စိတ်ကူဝါစရာမလိုပါဘူးအကယ်လို့ link လက်မှတ်မဟုတ်ဘဲနဲ့ဒီ receipt အရင်ရပြီးဆိုတာနဲ့ receipt ပြပြီးတော့တစ်ခါတလေမြန်လို့ရှိရင်တစ်နာရီအတွင်းပေါ့နော်မြန်နိုင်တော့မြန်ပါတယ်မြန်လို့ရှိရင်ကျမတို့ဒီလက်မှတ်တွေက email နဲ့ဝင်လာတာပဲဖြစ်ဖြစ်ဒီဘက်ပေါ့နော်ဒီနောက်ဆုံး page မှာပဲဖြစ်ဖြစ်နောက်ဆုံး
လုပ်ပြီးဆိုခုနကလိုမျိုးပေးမှတ်လုပ်ပြီးရဲ့အချိန်မှာပဲဖြစ်ကိုထည့်ခဲ့တဲ့ email ပေါ့နော်အဲ့ email တွေကိုကျမတို့အနေနဲ့ဒီလင်းလက်မှတ်ရပြီဆိုပြီးတော့ဝင်လာပါတယ်အဲ့တော့ခုနကပြပြီးသွားတဲ့အကြောင်းအရာအကြောင်းကျမတို့ဒီလင်းလက်မှတ်ကိုဘယ်လိုမျိုးပေါ့နော်ဒီ trip.com မှာနေပြီးတော့ဝယ်လို့ရလဲဆိုတဲ့အကြောင်းအရာကိုပြပြီးရဖြစ်ပါတယ်အဲ့တော့ကျမခုနကပြပြီးသွားတာက one week ပေါ့နော် one week ကိုပြပြီးရဖြစ်ပါတယ်အဲ့တော့ဒီ one week ပြပြီးတာကိုပဲကျမအစစ်အနေနဲ့ပြလိုက်တာဒီ video ကလည်းအတော်လေးရှည်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမ GCD နဲ့ဒီမှာနောက်ထပ် video တစ်ခုအနေနဲ့ထပ်ပြီးတော့လုပ်ပြီးတော့ပြပေးပါမယ်ဒီ video ကိုကြည့်ပြီးတော့ဒီ trip.com မှာနေပြီးတော့ flight ဒီလင်းလက်မှတ်တွေပေါ့နော်ဝယ်တာကိုလွယ်လွယ်ကူချွတ်ချွတ်မွေ့နဲ့ဝယ်နိုင်မယ်လို့လည်းပြင်လည်ပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်